အားလုံးပဲမင်္ဂလာပါဒီနေ့အတွက်ကျမ်းမာပျော်ရွှင်ဖို့ဘာအရေးကြီးဆုံးလဲဆိုတဲ့အကြောင်းအရာလေးကိုရွေးချယ်ထားပါတယ်ဒီတစ်ခါတော့သင်တို့ကို Harvard တက္ကသိုလ်ကနှစ်85နှစ်ကြာသုတေသနတစ်ခုအကြောင်းပြောပြချင်ပါတယ်အမျိုးသား900ကျော်ကိုလူငယ်ဘဝကစပြီးအသက်80အထိသူတို့ရဲ့အလုပ်ကျန်းမာရေးမိသားစုကိစ္စတွေအပါအဝင်ဘဝဖြစ်စဉ်တစ်ခုလုံးကိုလေ့လာမေးမြန်းခဲ့တာဖြစ်ပါတယ်အများစုကဘဝမှာအရေးကြီးဆုံးကချမ်းသာဖို့နဲ့ကြော်ကြားဖို့လို့ထင်ခဲ့ကြပြီးဒါတွေအတွက်အလုပ်တွေမှာအချိန်ပိုလောက်ကဘဝကိုကုံဆုံးခဲ့ကြရပါတယ်အသက်ကြီးလာမှသိလာရတာကကျမ်းမာပျော်ရွှင်ဖို့အတွက် strong relationship တွေ social connection တွေလိုအပ်တယ်ဆိုတာပါပဲငွေကြေးအောင်မြင်မှုတွေကတင့်ကိုခဏတာပျော်ရွှင်စေမယ်ဒါပေမဲ့တင့်ရဲ့ဘဝကိုတကယ်အဓိပ္ပာယ်ရှိစေတာကတင်ချစ်တဲ့သူတွေနဲ့ဘယ်လိုဆက်ဆံနေလဲဆိုတာပါမိသားစုနဲ့ပျော်ရွှင်စွာနေထိုင်သူတွေတငယ်ချင်းတွေလုပ်ဖို့ကံဘက်တွေနဲ့အဆင်ပြေသူတွေဟာပျော်ရွှင်ရုံတင်မကကျန်းမာရေးလည်းပိုကောင်းကြပါတယ်အထီးကျန်မှုဟာစစ်လိပ်တောက်ခြင်းအရက်တောက်ခြင်းလိုပဲကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်လေ့လာမှုအရတကိုယ်တည်းနေတတ်သူတွေဟာနှလုံးရောဂါစိတ်ကြရောဂါတွေပိုဖြစ်တတ်ပြီးအသက်လည်းတိုးတက်ပါတယ်နောက်ထပ်အရေးကြီးတဲ့အချက်တစ်ခုက quality of relationship ဆက်ဆံရေးအရေးသွေးပါအိမ်နောက်ရေးမှာအချင်းချင်းချစ်ခင်မှုမရှိဘဲရန်ဖြစ်နေရင်တကိုယ်တည်းနေတာထက်စာရင်ပိုဆိုးပါတယ်မိသားစုတငယ်ချင်းလှုပ်ဖို့ကံဘက်တွေကကိုယ့်ကိုဘလောက်ယုံကြည်အားကိုးရလဲလိုအပ်ရင်ဘလောက်ကူညီပေးနိုင်လဲဆိုတာလည်းအရေးကြီးပါတယ်အပေါ်ယံဆက်ဆံရေးတွေအချင်းချင်းအဆက်မပြတ်ရန်ဖြစ်နေတဲ့အိမ်နောက်ရေးတွေမဖြစ်ဖို့လည်းလိုပါတယ်ကောင်းမွန်တဲ့ဆက်ဆံရေးကတင့်အုံနောက်ကိုပါကာကွယ်ပေးတယ်အသက်80အရွယ်မှာအမတ်တရတွေကိုရှင်းရှင်းလင်းလင်းမှတ်မိနေသူတွေဟာငငယ်တုန်းကဆက်ဆံရေးကောင်းကောင်းရှိခဲ့သူတွေပါအထီးကျန်သူတွေလူမှုဆက်ဆံရေးခက်ခဲသူတွေဟာအသက်ကြီးလာတဲ့အခါမှတ်ဉာဏ်စွမ်းရည်ကျဆင်းပြီးမေ့လွယ်လာတတ်ပါတယ်။ဒါကြောင့်အချိန်ရှိသေးတုန်းဖုန်း screen time တွေနဲ့အချိန်ဖြုံးမဲ့အစားလူတွေနဲ့အချိန်ကုန်ပါ။ကိုချစ်ရသူတွေကိုအချိန်ပေးပြီးယုံကြည်မှုနားလည်မှုတွေတည်ဆောက်ဖို့အရေးကြီးပါတယ်။မိသားစုနဲ့ညစာစားတာမိတ်ဆွေတွေနဲ့လမ်းလျှောက်တာလိုမျိုးရိုးရှင်းတဲ့အရာတွေကအကျိုးရှိပါတယ်။ဒီနေ့ပဲတင့်မိသားစုကိုဖုန်းဆက်လိုက်ပါ။အလုပ်များတယ်ဆိုတဲ့အကြောင်းပြချက်ကိုခဏဖြုတ်ထားပါ။တစ်ပတ်ကိုတစ်နာရီပဲဖြစ်ဖြစ်တင့်ချစ်ရသူတွေနဲ့မျက်နှာချင်းဆိုင်ထိုင်ပြီးစကားပြောကြည့်ပါဘဝမှာအငင်းပွားစရာတွေအတွက်အချိန်မရှိပါဘူးချစ်ချင်းမေတ္တာအတွက်ပဲအချိန်ရှိပါတယ်တကယ်ပျော်ရွှင်တဲ့ဘဝဆိုတာကောင်းမွန်တဲ့ဆက်ဆံရေးတွေနဲ့တည်ဆောက်ရတာပါဒါကြောင့်အချိန်ကိုအဓိပ္ပာယ်ရှိရှိသုံးပါဘဝဆိုတာတင့်အလုပ်တွေငွေတွေနဲ့မတိုင်းတာပါဘူးတင့်ရဲ့ဆက်ဆံရေးတွေနဲ့ပဲတိုင်းတာပါတယ်အဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်